ဂျပန်နိုင်ငံလမ်းမတွေပေါ်မှာလုံးဝအတွင်းဘက်ကိုမြင်တွေ့ရတဲ့အများသုံးတန့်စင်ကန်းတစ်မျိုးရှိပါတယ်။အမှန်တိုင်းပြောရရင်အခြေအနေကိုမသိတဲ့သူတွေဆိုရင်အောင့်ထားရင်အောင့်ထားမယ်အထဲကိုမဝင်ရဲကြပါဘူး။ဘာလို့လဲဆိုတော့ဘယ်သူမှနေကင်းကြောင်တောင်ကြီးမှာအခြားသူတွေအကုန်လုံးမြင်သွားတာကိုမလိုချင်ကြလို့ပါပဲ။တကယ်တော့ဒီလိုတနစ်စင်ကန်းမျိုးဟာလူမရှိတဲ့ခါကြမှသာလုံးဝအတွင်းဘက်ကိုမြင်တွေ့ရတာဖြစ်ပါတယ်။ဒါပေမဲ့တင်ထဲဝင်သွားပြီးတကားချက်ထိုးလိုက်တာနဲ့မူလကအလင်းပေါက်မှန်ဟာချက်ချင်းဆိုသလိုစူပြေဝေဝါးတဲ့မှန်ဖြစ်ပြောင်းလဲသွားတာမို့အထဲမှာတင်လို့เสียရှိတာကိုလွတ်လပ်စွာလုပ်နိုင်ပါတယ်။ဒါဆိုရင်မိတ်ဆွေချို့ကမေးကြပါလိမ့်မယ်။ဘာလို့တိုက်ရိုက်ဝေဝါးမှန်ဖြစ်ဒီဇိုင်းမထွင်တာလဲဒါအပိုလုပ်တွေလုပ်နေတာမဟုတ်ဘူးလားပေါ့တကယ်တော့ဒီလိုလုပ်ရတဲ့အဓိကအကြောင်းရင်းကအဆင်ပြေလွယ်ကူစေဖို့ဖြစ်ပါတယ်ပုံမှန်အများသုံးတန့်စင်ကန်းသုံးတဲ့အခါအထဲမှာလူရှိမရှိတကားတစ်ခုချင်းစီခေါင်းမေးရပြီးအတန်မပေးတဲ့သူနဲ့တွေ့ရင်တကားတုံးဖွင့်မိပြီးအလွန်ရှက်စရာအခြေအနေဖြစ်သွားတတ်ပါတယ်ဒီလိုအလင်းပေါက်တန့်စင်ကန်းကြတော့အဝေးကြီးကလေးကထဲကအခြေအနေကိုမြင်နိုင်တာမို့တန်းစီဆောင်ဆိုင်ရတဲ့အချိန်ကိုတက်တာစေတယ်လို့ရှက်စရာအခြေအနေအမျိုးမျိုးကိုလည်းအပြည့်အဝရှောင်ရှားနိုင်ပါတယ်နောက်ထပ်အားသာချက်တစ်ခုကတော့လူမရှိချိန်မှာအလင်းပေါက်ရမှုအထဲမဝင်ခင်ကလေးကတန်ရှင်းရေးအခြေအနေကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပြီးတန်ရှင်းရေးဝန်ထမ်းတွေကိုလည်းပြန်လည်စီစစ်စောင့်ကြည့်နိုင်တာပဲဖြစ်ပါတယ်အခုဆိုရင်ဒီလင်းပေါက်တန့်စင်ကန်းတွေဟာတိုကျိုရဲ့အလွန်ထူးခြားတဲ့နာမည်ကြီးအမှတ်အသားတစ်ခုဖြစ်လာခဲ့ပြီးကမ္ဘာတဝန်းကစိတ်ဝင်စားကြတဲ့ကမ္ဘာလက်ခီးသွားတွေကိုအထူးတလဲလာရောက်တဲ့ပုံရိုက်လဲပတ်ဖို့ဆွဲဆောင်နေပါတယ်